ပေါင်းနဲ့ပြည့်စုံကြပါစေဗျာကြောကံကိုလေးစားတဲ့စိတ်တက်ကတိတ်ကတည်းကထုတ်လိုက်တဲ့ကစီးနေတဲ့အလွှာလို့ပြောရမလားတိတ်လေးပါနော်ကျွန်တော်ပြောတာအားလုံးပဲမင်္ဂလာပုံနဲ့ပြည့်စုံကြပါစေမင်္ဂလာညာချမ်းလေးအကုန်လုံးဖြစ်ကြပါစေမင်္ဂလာမနက်ခင်းမှာနှစ်သိတီကျိုးလို့မင်္ဂလာမျက်နှာကိုမင်္ဂလာရင်နဲ့ပဲဖြန့်ပတ်နိုင်ပြီးမင်္ဂလာမျက်နှာလေးတွေ့ကြပါစေလို့အားလုံးလုံးခွန်းဆက်တာပါတယ်အားလုံးသောညီမတွေကအောင်မြင်သွားရင်တော်တော်များများဘဝကိုမိတတ်ကြပါဒါလည်းမင်္ဂလာရုပ်ချင်းစကားတစ်မျိုးပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ပါပဲမင်္ဂလာရုပ်ချင်းစကားကိုမင်္ဂလာရုပ်ချင်းနဲ့ကျွန်တော်မပြောပါဘူးအားလုံးသောနှစ်သိမ့်ပြင်ပေးခြင်းပဲဖြစ်ပါစေလို့မင်္ဂလာစကားကိုမင်္ဂလာလို့ပဲပြောပါတယ်ခင်ဗျကျော်ပန်းကမြန်မာနိုင်ငံကိုပူသားပြုထိုးတယ်နိုင်ငံတော်ကိုဖိတ်ကြားပေးတယ်လို့ကြုတ်တန်ကြပါတယ်ကျုပ်တို့မြင်တွေ့နေရတဲ့အောင်မြင်မှုလမ်းကြောင်းကိုလိုက်တဲ့လူတိုင်းဟာကိုအောင်မြင်ရင်ကိုပဲခံစား권ရှိပါတယ်လို့လူတိုင်းကြီးကြော်နေတဲ့အချိန်ကျော်ပန်းဟာကျွန်တော်မြင်တွေ့ရတဲ့ကျော်ပန်းဟုတ်ပါဘာလို့လဲဆိုတော့မြန်မာပြည်သားစစ်ပါမြန်မာနိုင်ငံကိုလေးစားယုံကြည်အကူထားတဲ့မြန်မာနိုင်ငံသားစစ်ပါကျွန်တော်သိရတဲ့လောက်ကတော့ဒီကောင်ဟာနိုင်ငံရဖျားကိုစစ်ပေးဒုက္ခအနေနဲ့ဒုက္ခတဲ့ခရီးအနေနဲ့တွားတဲ့မျိုးပါဒါတော့မြန်မာနိုင်ငံ